Paris မှာစီကားတိုက်မြိုက်နေမယ်ဂိုးသွင်းပွဲတော်စူပါစီဗိုလ်တဘူးညချန်ပီယံလိပွဲစဉ်ရှစ်ပွဲကြိုသုံးသက်ချက်များမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့ညီကိုရီတို့ဗိုလ်တဘူးညအတွက်ချန်ပီယံလိပွဲစဉ်ရှစ်ပွဲကြိုသုံးသက်ချက်အနေနဲ့စူပါစီရဲ့သုံးသက်ချက်ကိုနားဆင်အောင်မှာဖြစ်ပါတယ်ပထမဦးဆုံးပွဲစဉ်ကတော့အီဂျက်နဲ့အိုလံပီယာကိုစ်ည2:30ချန်ပီယံလိကနောက်ဆုံး2ပွဲဆက်အနိုင်ကြောင့်အီဂျက်မှာရှုံးထွက်မျှော်လင့်ချက်နည်းနည်းလေးတော့ရှိပါသေးတယ်အဲ့ဒီနယ်သာလန်ကလပ်ဟာနောက်ဆုံး9ပွဲမှာ9ပွဲနိုင်ထားပါတယ်အိုလံပီယာကိုစ်ကလည်းရှုံးထွက်တက်နိုင်မဲ့လက်ရှိအဆင့်24နေရာကိုဆက်ထိန်းထားနိုင်ခြင်းအနိုင်ကလွဲပြီးအခြားရွေးစရာမရှိပါဘူးဒါပေမဲ့ Greek Champion ဟာဥရောပအဆင့်မှာအဝေးဝင်အတော်ညံ့ပြီးဒီယာဒီ Champion League အဝေးဝင်3ပွဲမှာလည်း2ပွဲရှုံးထားပါတယ်ဒါကြောင့်အိုလံပီယာအခန့်ထားပေမဲ့လည်း Ancient Netherlands သားတွေအနိုင်မခံအရှုံးပေးမှာမဟုတ်ဘူးလို့သုံးသပ်ထားတာဖြစ်ပါတယ်အာဆင်နယ်နဲ့ Kairos ည2:30 3မှတ်ဖြတ်ဥဆောင်နေတဲ့ Arsenal Champion League မှာအမှတ်မလိုတော့တဲ့လောက်ပါပဲဒါပေမဲ့ Ghana တွေဟာပြီးခဲ့တဲ့တနင်္ဂနွေ Premier League အရှုံးကနေအမြန်ဆုံးရုံးထခြင်းနေမှာပါဇယားအောက်ချီက Kairos ကတော့ဒီယာဒီ Champion League ရဲ့ရေမရောတဲ့အိမ်ဖြစ်အသင်းလို့ဆိုရနိုင်ပါတယ် Real ကို9ဂိုးပေးရတဲ့ Kyrgyzstan Champion ဟာ Arsenal တိုက်စစ်ကိုလည်းတောင့်ခံနိုင်စွမ်းရှိမှာမဟုတ်ပါဘူးဒါကြောင့် Arsenal ရဲ့အခန့်မှုတွေကျန်းတယ်လို့ Emirates မှာအမြောက်တန်နေညံနေမှာပါလို့သုံးသပ်ထားတာဖြစ်ပါတယ်Bilbao နဲ့ Sporting ည2:30ဂိုးကွာချချက်ကြောင့်ထိပ်ဆုံး24သင်းဝင်ယုံဖြစ်နေတဲ့ Bilbao အတွက်မဖြစ်မနေနိုင်မှဖြစ်မဲ့ပွဲပါဆိုတော့အခုအိမ်ကွင်းမှာဖောင်ဖြတ်လာမဲ့ Bilbao ကိုမြင်ရဖို့ရှိပါတယ် Sporting ကလည်း PSG ကိုနိုင်လိုက်တဲ့အတွက်နောက်ဆုံး8နေရာအတွက်မျှော်လင့်ချက်ရှိနေပါတယ်ဒါပေမဲ့ Sporting ဟာဥရောပပွဲအဆင့်မှာစပိန်အသင်းတွေကိုအဝေးဝင်တစ်ခါမှမနိုင်ခဲ့ဘူးပါဘူးဒါကြောင့် Bilbao သားတွေအခန့်မှုနဲ့အတူအားပေးရင်အတွေးမမားဖို့သုံးသပ်ထားတာဖြစ်ပါတယ် Atletico နဲ့ Bodoglish ည2:30အဆင့်8နေရာကမျှော်လင့်ချက်အတွက်တီကိုနိုင်ထားမှဖြစ်မဲ့ပွဲပါလက်ရှိမှာလည်းတီကိုရဲ့အိမ်ငွေရလက်နဲ့ဂိုးသွင်းချီဟာတည်ငြိမ်နေပါတယ်စီးတီကိုခြေစွမ်းပြနိုင်ခဲ့တဲ့ Bodoglish မှာလည်းရှုံးထွက်မျှော်လင့်ချက်ရှိနေပါသေးတယ်နော်ဝေးကလပ်ဟာဒီယာဒီချန်ပီယံလိကအဝေးဝင်ပွဲတိုင်းမှာအနိုင်ဆုံး2ဂိုးလုံးပေးခဲ့ရပေမဲ့တိုက်စစ်ကတော့ဥရောပအဝေးဝင်ပွဲတိုင်းမှာဂိုးသွင်းထားနိုင်ပါတယ်ဒါကြောင့် Madrid မှာဂိုးမိုးရွာနှုန်း80ရှိပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်ဘာစီလိုနာနဲ့ကိုပင်ဟေဂင်ည2:30ထိပ်ဆုံး8နေရာနဲ့အနည်းဆုံးအဆင့်9ဘာစီလိုနာအတွက်ကျုံးရမယ်ပွဲပါတခုရှိတာ Hansi Flick ရဲ့အသင်းဟာဂိုးတွေလွယ်လွယ်ကူကူပြန်ပေးရတတ်ပါတယ်ကိုပင်ဟေဂင်ကလည်းရှုံးထွက်မျှော်လင့်ချက်အတွက်နိုင်ုံကလည်းပြီးတခြားရွေးစရာမရှိပါဘူးနာပိုလီကိုတရေဗီလာရီယိုအဝေးဝင်နိုင်ခဲ့တဲ့အဲ့ဒီဒိမတ်ကလပ်ဟာဘာကာအတွက်ထင်တယ်လို့မလွယ်တဲ့ပြိုင်ဘက်ပါဒါကြောင့်ဘာကာရဲ့အခန့်မှုရဒိမတ်သားတွေရဲ့အရေးအောက်မှာခိုလုံတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်လီဗာပူးဆင်နဲ့ဗီလာရီယိုည2:30ရှုံးထွက်မျှော်လင့်ချက်အတွက်ဆိုရင်လီဗာပူးဆင်အနေနဲ့နိုင်ထားမှဖြစ်မဲ့ပွဲပါဒီယာဒီချန်ပီယံလိမှာအိမ်ဝင်းနိုင်ပွဲမရှိသေးပေမဲ့အဲ့ဒီဘွန်ဒက်လီဂါကလပ်ဟာအိမ်ဝင်းပွဲတိုင်းတော့ဂိုးသွင်းထားပါတယ်ဇယားအောက်ချီနာကဗီလာရီယဲကတော့ဒီယာဒီချန်ပီယံလိမှာတကယ်ကိုအဖြစ်မရှိတာပါဘာမှမဖြစ်နိုင်တော့တဲ့ချန်ပီယံလိအတွက်သူတို့အားဆိုင်မယ်တော့မထင်ပါဘူးဒါကြောင့်အခန့်ထားတဲ့လီဗာပူးဆင်သားတွေနဲ့အတူသွားအတူစားတဲ့ပွဲစဉ်မျိုးပါဘင်ဖီကာနဲ့ရီယယ်ည2:30ဘင်ဖီကာအနေနဲ့အနိုင်ရမှသာရှုံးထွက်မျှော်လင့်ချက်ရှိနိုင်ပါတယ်ဒါပေမဲ့မော်ရီညိုရဲ့လက်ထက်မှာလည်းပေါ်တူဂီကလပ်ရဲ့အခြေအနေဟာတိုးတက်မလာပါဘူးအဆင့်3ကရီယာလည်းနိုင်ထားမှသာ16တင်အဆင့်သေးကြမှာပါ3ပွဲဆက်အနိုင်နဲ့ရီယာဟာယုံကြည်မှုပြန်ရလာပါတယ်ဒါကြောင့်အခန့်မှုတွေအရတော်ဝင်နေရဲ့အရေးအောက်မှာနောက်ကူတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်ကတော့ဘရူဂျက်နဲ့မာဆေးည2:30ထိပ်ဆုံး24တင်နေရာနဲ့တမတ်တာကွာတဲ့ဘရူဂျက်မှာရှုံးထွက်မျှော်လင့်ချက်ရှိနေပါတယ်အဲဒီဘယ်ဂျင်ကလပ်ဟာအိမ်ဝင်ဂိုးမျိုးလေးရှိပေမဲ့ခံစစ်ကတော့အမြဲလိုဂိုးပြန်ပေးရပါတယ်မာဆေးကလည်းရှုံးထွက်အဆင့်သေးကြဖို့အရေးကိုအနိုင်လိုအပ်ပါတယ်ဒီဟာဒီချန်ပီယံလိကမာဆေးရဲ့အဝေးဝင်3ပွဲစလုံးမှာတော့အပြန်လန်သွင်းဂိုးနဲ့အပြင်နှစ်ဖက်သွင်းဂိုး3ဂိုးနဲ့အထက်လည်းရှိထားပါတယ်ဒါကြောင့်ဘယ်ဂျီယံမြေမှာ9ရက်နဲ့နေတင်းပြတ်နေပါကြောင်းလို့သုံးသပ်ထားတာဖြစ်ပါတယ်ဒေါ်မွန်နဲ့အင်တာမီလန်ည2:30တမတ်တာကွာတဲ့ဒေါ်မွန်ကိုအင်တာမှာပါရှုံးထွက်မျှော်လင့်ချက်ရှိနေပါတယ်ဒေါ်မွန်ကဒီဟာဒီချန်ပီယံလိမှာအိမ်ဝင်ရှုံးပွဲမရှိသေးသလိုအိမ်ဝင်ပွဲတိုင်းလည်းအနိုင်ဆုံး2ဂိုးလုံးသွင်းနိုင်ပါတယ်ဒါအပြင်ဘွန်ဒက်လီဂါကလပ်ဟာချန်ပီယံလိကနောက်ဆုံးအဝေးကွင်း22ပွဲမှာလည်းတပွဲသာရှုံးထားတာပါအင်တာကတော့ချန်ပီယံလိမှာအင်ဇာဂက်လက်ထက်တုန်းကလိုမာကျောမှုမျိုးမရှိတော့သလိုဂျာမန်အသင်းအနေနဲ့အဝေးကွင်းမှာဆိုရင်လည်းရုန်းကန်ရလိရှိပါတယ်ဒါကြောင့်အင်တာအခန့်ထားပေမဲ့လည်းအဝါရောင်တတိုင်းကြီးမပြိုနိုင်ပါဘူးလို့သုံးသပ်ထားတာဖြစ်ပါတယ်ဖရန်ဘတ်နဲ့စပါည2:30အောက်ဆုံးကရေရင်4သင်းမြောက်ဖြစ်တဲ့ဖရန်ဘတ်အတွက်ဘာမျှော်လင့်ချက်မှမရှိတော့ပါဘူးနောက်ဆုံးအိမ်ဝင်းပွဲမှာဆိုရင်ဂုံတိတ်ခါအတွက်ကစားလာနိုင်တဲ့ Front Back ဟာလက်ရှိမှာခံစစ်နဲ့ရလက်ညံပြင်းနေပေမဲ့လည်းတိုက်စစ်ကတော့ဂိုးအမြဲရတတ်ပါတယ်။စပါကတော့အဆင့်9နေရာထိဆက်ထိန်းထားနိုင်ဖို့ကိုအမှတ်ပြယူနိုင်ဖို့လိုအပ်ပါတယ်။နောက်ဆုံးအဝေးကွင်း2ပွဲမှာဘန်လီနဲ့ဘုံမောက်တို့ကိုအနိုင်ဆုံး2ဂိုးလုံးပေးခဲ့ရတဲ့စပါရဲ့ခံစစ်ဟာသိတဲ့အတိုင်းပါပဲ။ဒါကြောင့် Front Back အရမှာဂိုးတန်တညင်ကြားရမှာပါလို့သုံးသပ်ထားတာဖြစ်ပါတယ်။
လီဗာပူးနဲ့ကာရာဘတ်ည2:30အဆင့်4ဆိုတော့လီဗာပူးမှာ16တင်အဆင့်တိုက်ရိုက်တက်နိုင်ရေးအတွက်ကိုကန်ဂျမာကိုဖန်နီနိုင်စွမ်းကရှိပြီးသားပါဂျိုးဂျာနီတွေဟာပရီးမီးယားလိမှာသာတိုင်ပတ်တက်ပေမဲ့ချန်ပီယံလိမှာတော့ပေးကိုမဲ့နိုင်ပွဲဆက်နေပါတယ်ကာရာဘတ်ကလည်းရှုံးထွက်တက်နိုင်မဲ့အဆင့်18နေရာကိုဆက်ထိန်းထားနိုင်ဖို့အစွမ်းကုန်ကြိုးစားမှာပါဒါပေမဲ့အဇာဘိုင်ဂျန်ချန်ပီယံဟာချန်ပီယံလိကနောက်ဆုံးအဝေးကွင်းနှစ်ပွဲစလုံးကိုအနိုင်ဆုံး2ဂိုးပြတ်နဲ့ရှုံးထားပါတယ်ဒါကြောင့်အဲ့ခံထားတဲ့ဂျိုးဂျာနီတွေအမြင့်ဆုံးပြန်တန်းနိုင်မဲ့အန်ဖီညဝါလို့သုံးသပ်ထားတာဖြစ်ပါတယ်မန်စီးတီးနဲ့ဂါလာဆာရီည2:30ပြီးခဲ့တဲ့အပတ်တုန်းကဘိုဒွန်ဂလစ်ကိုမမျော်လင့်ပဲရှုံးခဲ့ပေမဲ့စီးတီးဟာထိတ်ဆုံး၈သင်းဝင်အသင်းချို့နဲ့ရမှတ်တူဖြစ်နေသေးပါဒါကြောင့်အိမ်ခွဲမှာစီးတီးရဲ့ရုံအားကိုတွေ့ရနိုင်ပေမဲ့သူတို့ခံစစ်ကတော့ဘယ်တော့မှမယုံရပါဘူးဂါလာဆာရီကလည်းရှုံးထွက်တက်နိုင်မဲ့အဆင့်19နေရာအထိဆက်လက်ထိန်းထားနိုင်ဖို့ကြိုးစားအောင်ပါအိုစင်ဟန်တို့ဂါလာတိုက်စစ်ကလည်းအင်ရှင်အသင်းကိုအနေနဲ့များတော့ဒုက္ခပေးနိုင်စွမ်းရှိပါတယ်ဒါကြောင့်အီဒီဟမ်မှာ9တန်နေစူညံနေအောင်မညလို့သုံးသပ်ထားတာဖြစ်ပါတယ်မိုနာကိုနဲ့ဂျူဗင်တက်ည2:30မိုနာကိုကရှုံးထွက်နေရာဆက်ထိန်းထားနိုင်ဖို့ဂျူဗင်တက်ကထိတ်ဆုံး8နေရာမျှော်လင့်နိုင်ဖို့အစွမ်းကုန်ကြိုးစားမဲ့ပွဲမျိုးပါပြီးခဲ့တဲ့အပတ်ကရီယယ်ကို9ဒါဇင်ဝက်ပေးခဲ့ရပြီးနောက်ဆုံး9ပွဲမှာ3ပွဲရှုံးထားတဲ့မိုနာကိုရဲ့လက်ရှိခြေကအားရစရာမရှိပါဘူးနောက်ဆုံး9ပွဲမှာ4ပွဲနိုင်ထားတဲ့ဂျူဗင်တက်ရဲ့လက်ရှိခြေကတော့တည်ငြိမ်ပါတယ်အိုလေဒီရီဟာနောက်ဆုံး2ပွဲမှာဆိုရင်ဘင်ဖီကာနဲ့နာပိုလီတို့ကိုပြီးကိုမရှိနိုင်ခဲ့ပါတယ်ဒါကြောင့်အဲ့ခံထားတဲ့အိုလေဒီရဲ့ညလိုပဲဆိုကြတာပေါ့လို့သုံးသပ်ထားတာဖြစ်ပါတယ်နာပိုလီနဲ့ချယ်ဆီည2:30ထိတ်ဆုံး24သင်းပြင်ပရောက်နေပေမဲ့နာပိုလီဟာနိုင်တာနဲ့နောက်တစ်ဆင့်တက်နိုင်ပါတယ်ကွန်တီရဲ့အသင်းဟာဒီတရားဒီလုံးမှာလည်းအိမ်ခွင်းမရှုံးသေးပါဘူးအဆင့်8ကချက်ဆီကလည်း16သင်းအဆင့်အတွက်နိုင်မကိုဖြစ်မှာပါရိုစင်ညောလက်ထက်မှာချက်ဆီနိုင်ပွဲဆက်လာပေမဲ့ပွဲကြီးတွေဆိုရင်တော့လိုအပ်ချက်ရှိနေပါသေးတယ်ချက်ဆီကအဲ့ကန်ထားပေမဲ့လည်းနေဘယ်သားတွေစွန့်စားမှုမှာအားပေးရမယ့်ပွဲတွေမျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ဘာဖိုစ်နဲ့ဆလာဗီယာပရက်စ်ည2:30ဆလာဗီယာပရက်စ်ကဘာမှမဖြစ်လာနိုင်တော့ပေမဲ့ဘာဖိုစ်မှာမျော်လင့်ချက်နည်းနည်းလေးရှိပါတယ်ညနေသစ်ဆိုပေမဲ့ဘာဖိုစ်ရဲ့ DRD ချန်ပီယံလိခြေစွမ်းကမစိုးပါဘူးအဲဒီ Cyprus ချန်ပီယံဟာအင်ကွန်းမှာဘိုင်ယန်နဲ့တပွဲသာရှုံးခဲ့ပါတယ်ဆလာဗီယာပရက်စ်ကတော့ DRD ချန်ပီယံလိမှာအဝေးဝင်သွင်းကိုမရှိသေးသလိုအင်ကွန်း3ပွဲမှာလည်း2ပွဲရှုံးထားပါတယ်ဒါကြောင့်အဲ့ခံမှုမရှိတဲ့အခြေအနေမှာ Cyprus သားတွေဟာပျော်ရွှင်မှုပေးနိုင်မှာပါလို့သုံးသပ်ထားတာဖြစ်ပါတယ် PSG နဲ့ Newcastle ည2:30ရမှတ်တူအဆင့်6နဲ့ခွန်ဆိုတော့နှစ်သင်းစလုံးအတွက်ဖောင်ဖျက်ရမယ့်ပွဲဖြစ်နေပါတယ်ချန်ပီယံလိဆိုရင်လက်ရှိချန်ပီယံအသင်းရဲ့အစွမ်းကိုအားထုတ်မှုကိုမြင်ရတတ်ပေမဲ့သူတို့ရဲ့ခံစစ်ကတော့ဂိုးပြန်ပေးရတဲ့အခါပြီးခဲ့တဲ့အပတ်တုန်းကဆိုရင် Sporting ကို2ဂိုးပြန်ပေးခဲ့ရပါတယ်အဲဒါကြောင့်လဲ DRD ချန်ပီယံလိက PSG ရဲ့9ပွဲမှာ9ပွဲဟာအပြန်အလှန်သွင်းကိုရှိထားခဲ့ပါတယ်Newcastle ကလည်း DRD ချန်ပီယံလိကအဝေးဝင်3ပွဲစလုံးမှာဂိုးသွင်းထားနိုင်ပါတယ်ဒါကြောင့် Paris မှာဂိုးသွင်းပွဲတော်ကြီးရှိပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်PSV နဲ့ Bayern Munich ည2:30ရှုံးထွက်တက်နိုင်မဲ့လက်ရှိအဆင့်22နေရာကိုဆက်ထိန်းထားနိုင်ဖို့ဆိုရင် PSV အတွက်အနိုင်မတစ်ပါးရွေးစရာမရှိပါဘူး။ဒါပေမဲ့အခမ်းအမဲ့ပြိုင်ဘက်ကလည်း Bayern ဖြစ်နေလို့သူတို့အတွက်ကြီးမားတဲ့စိန်ခေါ်မှုပါ။ဒီဟာဒီချန်ပီယံလိက PSV ရဲ့အိမ်ဝင်3ဝင်းစလုံးမှာတော့နှစ်ဖက်သွင်းကို4ဂိုးနဲ့အထက်ရှိထားခဲ့ပါတယ်။16သင်းအဆင့်ရောက်တဲ့ Bayern ကလည်းအမှတ်မလိုတော့ပေမဲ့ပြီးခဲ့တဲ့စနေ Osberg အရှုံးကနေရုံးထခြင်းမှာပါ။ဒါကြောင့် Netherlands အရက်မှာလည်းဂိုးမိုးရွာနှုန်း80ရှိပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်။ Saints Quiline နဲ့ Atlanta ည2:306မှတ်ရတဲ့ Saints Quiline မှာမျော်လင့်ချက်နည်းနည်းလေးတော့ရှိပါသေးတယ်။ဒါပေမဲ့အဲ့ဒီ Belgian Club ဟာDRD Champion League မှာအိမ်ဝင်ကန်ရတဲ့3ပွဲစလုံးရှုံးထားပါတယ်။ Atlanta ကတော့ထိတ်ဆုံး8နေရာမျော်လင့်ချက်အတွက်ဖောင်ဖျက်လာနိုင်ပါတယ်။ CDA Club ကတော့ Champion League ကနောက်ဆုံးအဝေးကွင်း2ပွဲစလုံးကိုနိုင်ထားပါတယ်။ဒါကြောင့်အခန့်ထားတဲ့အီတလီသားတွေရဲ့အရေးအောက်မှာခိုလုံတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Playmaker ဂျာနယ်နားဆင်သူညီကိုရီတူတယောက်ချင်းစီအောင်ကျေးဇူးတင်လျက်ရှိပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တာကတော့ Super Z ရဲ့ Champion League ပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေအနေနဲ့အကောင်းဆုံးတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်အားပေးဖို့လည်းမျှော်လင့်ပါတယ်။ညီကိုရီအားလုံးကျွန်တော်ရဲ့တင်ဆက်မှုတွေနဲ့အတူကလောင်ရှင်ရဲ့သုံးသက်ချက်တွေနဲ့တကွကောင်းသောနေ့ရက်ဒီပိုင်ဆိုင်လို့မျှော်လင့်ပါတယ်ဗျာ။ရှင်လန်းချမ်းမြေ့ကြပါစေ။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။